ဒီနေ့ ready လေးကတော့ကိုယ့်စီကိုမကြခင်ရောက်လာတော့မဲ့ဆိုမိတ်ကိုယ့်ရဲ့ဖူးစာရှင်ကဘယ်လိုပုံစံရှိလဲသူ့ရဲ့အကျင့်စရိုက်သူ့ရဲ့ထူးခြားချက်တွေကဘာတွေလဲဆိုတာကို tarot ကတ်လေးတွေသုံးပြီးတော့အသေးစိတ် ready လေးလုပ်ပြီးတော့မှာဖြစ်ပါတယ်ဒီ ready လေးက collective ready လေးဖြစ်တဲ့အတွက် energy ဒီ ready လေးနဲ့ energy ကိုက်တဲ့သူတွေဒီ ready လေးကိုလိုအပ်တဲ့သူတွေစီကိုရောက်မယ်လို့မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့ရဲ့ ready လေးကိုစားလိုက်ကြရအောင်အဲ့တော့ကိုယ့်အတွက်ဖူးစာရှင်ကိုယ့်ရဲ့ဖူးစာရှင်ကိုယ့်ရဲ့နှလုံးသားကိုနားလည်ပြီးမဲ့သူကိုယ့်ကိုတကယ်မေတ္တာစင်မေတ္တာမှန်နဲ့ချစ်မဲ့သူကိုယ့်စီကိုရောက်လာမဲ့သူကဘယ်လိုလူမျိုးလဲဘယ်လိုပုံစံရှိလဲကိုယ့်ဘဝတွေကိုဘယ်လိုဝင်လာမလဲโอเคအဲ့တော့ပထမဆုံး oracle ကတ်လေးပေါ့နော် well these record this situations involve marriage ဆိုတော့ဒီကတ်လေးကအရန်ကိုအံ့ဩစရာကောင်းပြီးတော့အစွမ်းအားနည်းနည်းအရန်ကို energy မြင့်တဲ့ကတ်လေးပေါ့နော်အဲ့တော့အခုမင်းစီကိုလာနေတဲ့သူကဟိုခဏတစ်ဖြုတ်လေးကိုနဲ့တွဲပြီးတော့လမ်းခွဲသွားမဲ့သူမျိုးအပျော်တွဲတဲ့သူမျိုးခဏကိုဘွားလေးဝင်လာပြန်ထွက်သွားမဲ့သူမျိုးမဟုတ်ဘဲနဲ့အခုကိုယ့်စီကိုရောက်လာမဲ့ကိုယ့်စီကိုအခုနောက်ထပ်လာမဲ့သူကပေါ့နော်ကိုယ့်အတွက်ကိုယ့်ရဲ့လက်တွဲပုံကိုနဲ့တဘဝလုံးအတူရှိခြင်းတဲ့သူကိုလက်ထပ်ထိမ်းများပြီးတော့ကိုနဲ့သူအိမ်အောင်တဲ့ဘဝမိသားစုတစ်ခုကိုတည်ဆောက်မဲ့သူဆိုပြီးတော့ဒီကက်လေးကနေပြီးတော့ပြောရဲပေါ့နော်ကိုကအတိတ်မှာအချစ်ရည်နဲ့ပတ်သက်ပြီးတော့ကိုကငါအတွက်တကယ်အချစ်စစ်ဆိုတာရှိလာပါမလားငါ့ကိုတကယ်တမိုးထားပြီးချစ်မဲ့သူပေါ်လာပါမလားငါလက်ထက်ကပါအောင်မလားတစ်သက်လုံးငါအတွက်ပေါ့နော်သစ္စာရှိပြီးမဲ့သူငါစောင့်နေတဲ့သူဆိုတာငါအတွက်ရှိလာပါအောင်မလားဆိုပြီးတော့ပူပန်ခဲ့တာရှိမယ်ဆိုရင်ဒီကက်လေးကနေပြီးတော့ပြောနေတာကကံကြမ္မာကို့အတွက်သတ်မှတ်ထားတဲ့သူကို့အတွက်တရားဝင်လက်တွဲဖို့အတွက်ကို့သစ္စာရှိချစ်မဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်ကို့အတွက်လူကရှိလိမ့်မယ်ရှိရဲဆိုတာကိုဒီမှာဒီ oracle ကတ်လေးကနေပြောနေရပေါ့နော်အဲ့တော့နှစ်ဦးသားရဲ့စုံစည်းမှုကလည်းအချိန်တန်လို့ရှိရင်ဒီကြပေါ့ဒီချစ်သူဘဝကနေပြီးတော့မင်္ဂလာပွဲအထိလက်ထပ်တဲ့အထိကိုဥတည်သွားမယ်ဆိုပြီးတော့ဒီကတ်လေးကနေပြောနေပါတယ်အဲ့တော့ tarot ကတ်လေးတွေကိုတစ်ချက်ကြည့်ကြည့်ပါမယ်ပထမဆုံးဒီပေါ့နော်The Empress ကိုကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်စီကိုလာနေတဲ့သူကဘယ်လိုလူမျိုးလဲဘယ်လိုစွမ်းရင်ရှိလဲဆိုတော့သူကအရန်ကိုနှွေးထွေးတဲ့သူပေါ့နော်တခြားသူတွေကိုဂရုစိုက်တတ်တယ်နောက်ပြီးတော့စိတ်သဘောထားပြေဝတဲ့လူမျိုးသူကလေနည်းနည်းအလှပခံစားတတ်တဲ့သူပေါ့နော်ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်သူကအနေနဲ့အနုပညာကိုချစ်တယ်အနုပညာစံနဲ့အဲ့လိုမျိုးသူကအဲ့လိုပန်းလေးတွေချစ်တာအဲ့လိုမျိုးပေါ့နော်အနုပညာကိုသူခံစားတတ်တယ်အဲ့လိုအနုပညာနဲ့ပတ်သက်ပြီးတော့ဥမာသူရဲ့အလုပ်ကလည်း maybe creative ဖြစ်တဲ့အလုပ်မျိုးပေါ့နော်အဲ့လိုမျိုးလုပ်နေတဲ့သူမျိုးလည်းဖြစ်နိုင်တယ်သူကအဓိကအလှပကိုသူခံစားတတ်တယ်နည်းနည်းအနုပညာစံနဲ့နှွေးထွေးရဲ့သူဖြစ်တယ်သူကလေကိုဘွားရဲ့ရောက်လာတဲ့အချိန်ကျရင်ကိုကိုဒီကတ်ထဲကအတိုင်းဒီ Empress လိုမျိုးတကယ်ကိုပြည့်ပြည့်စုံတဲ့ကိုကတန်မိုးရှိတဲ့သူတယောက်ဖြစ်ကိုကိုဘယ်မှတပါလို့သူကတန်မိုးထားပြီးတော့ဆက်ဆံလိမ့်မယ်ပေါ့နော်အဲ့တော့ကိုရဲ့ဘဝကိုပို့ပြီးတော့ပိုကောင်းလာအောင်ပိုတောက်ပလာအောင်သူကဖြည့်ဆည်းပေးမယ်လမ်းညွန်ပေးမယ်အဲ့လိုလူမျိုးဆိုပြီးတော့တွေ့ရတယ်နောက်ပြီးတော့ဒီကိုဒီအခုဒီ ready လို့ကြည်နေတဲ့သူတွေကအတိတ်မှာသူတို့နာကျင်မှုပေါ့နော်သူတို့နာကျင်စရာကိစ္စတွေရှိခဲ့ပြီးတော့အချစ်ရည်နဲ့ပတ်သက်ပြီးတော့စိတ်ဒဏ်ရာရခဲ့ဘူးတာနောက်လန်ခွဲတဲ့အချိန်မှာလည်းခါတီးတီးပေါ့နော်ဒီပျော်ရွှင်တဲ့လန်ခွဲမှုအစဉ်ပြေတဲ့လန်ခွဲမှုမျိုးမဟုတ်ဘဲနဲ့ကို့အတွက်ဒီနာကြီးစရာအမတ်တရတစ်ခုအနေနဲ့ကြံခဲ့တဲ့လမ်းခွဲခြင်းမျိုးဒါမှမဟုတ်ကိုယ့်ရဲ့မျှော်လင့်ထားတဲ့အတိုင်းဒီလူကငါ့အတွက်တကယ်ကောင်းတဲ့သူကတော့ငါ့ဘုံတကယ်အဆင်ပြေတဲ့သူဆိုပြီးတွေးထားပြီးမှကိုမျှော်လင့်ချက်နဲ့တခြားစီဖြစ်ပြီးတော့အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ဝမ်းနဲ့ပူဆွေးနေတာမျိုးတွေအချစ်ရေးမဟုတ်ဆိုရင်တော့မှကိုကအဲ့လိုတငယ်ချင်းဒါမှမဟုတ်ဆွေမျိုးအတိုင်းဝိုင်းကြောင့်ပေါ့နော်ဒီသစ္စာတရားယုံကြည်မှုနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဒီပြဿနာရှိနေတဲ့ပုံစံမျိုးရှိပြီးတော့အဲ့ဒီကတ်ကနေပြီးတော့သတိပေးတာကဒီ Five of Cups အရာခွက်က3လုံးရှိကြနေတာ3လုံးတော့ရှိရဒါပေမဲ့မလဲတဲ့ခွက်က2လုံးရှိသေးရပေါ့နော်အဲ့တော့ကိုစီကိုရောက်လာမဲ့ဒီဖူးစာရှင်အဲ့ဒီလူကကိုဒီအတိတ်ကနေပြီးတော့အတိတ်ကကိုဝမ်းနေနေတဲ့အဲ့ဒဏ်ရာတွေအဲ့ပိတ်လောင်နေတဲ့အရာတွေကနေပြီးတော့အဲ့လိုအခြေအနေတွေကနေကိုဆွဲထုတ်ပြီးတော့ကိုအတွက်ဒီကိုဘဝမှာပေါ့နော်နောက်ထပ်
ခွက်တွေရှိပါသေးလားအကောင်းဆုံးအရာတွေကြံနေသေးပါလားဆိုပြီးအဲ့ကိုယ့်အတွက်ကောင်းတဲ့အရာတွေကိုပြန်ပြီးတော့အာရုံစိုက်မိလာအောင်လုပ်ပြီးမယ်အရင်က romantic ဆန်နေပေါ့နော်အဲ့လိုချစ်ချင်း love story လေးတစ်ပုဒ်လိုမျိုးတွေ့ရတယ်နောက်ပြီးတော့ဒီ Ten of Pentacles အရာဆိုရင်ဒီကောင်ကဒီစိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့10ဆိုတဲ့အတွက်အမြင့်ဆုံးကပ်ပေါ့နော်သူကအဲ့တော့ကိုယ့်စီကိုအခုရောက်လာမယ်သူကစီးပွားရေးအရာပဲဖြစ်သူရဲ့လုပ်ငန်းကိုင်ငယ်သူရဲ့ career ဒီအသက်မွေးဝမ်းကြောင်းပိုင်းမှာပဲဖြစ်ဖြစ်သူကတည်ငြိမ်တဲ့ level တစ်ခုကိုရောက်နေတယ်ရောက်ရှိပြီးသားလူဖြစ်နေမယ်သူကမိသားစုအတိုင်းဝိုင်းကောင်းပြီးတော့ဒီသူကသူ့ရဲ့မိသားစုပေါ်ဘယ်ဖြစ်ဖြစ်ပေါ့နော်သူရဲ့ပတ်ဝန်းကျင်မှာသူကဘယ်လိုပြောရမလဲဆိုတော့သူကိုယ်တိုင်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့သူဒီ level တစ်ခုကိုရောက်နေပြီးသားပေါ့နော်အဆင်ပြေတဲ့သူမျိုးဖြစ်ပြီးတော့အဲ့ဒီကိုယ့်ရဲ့ပူဇာရှင်နဲ့ကိုယ်နဲ့လက်တွဲလိုက်တဲ့အချိန်အားစပြီးတော့ကိုယ့်ရဲ့ဘဝမှာဒီငွေကြေးပိုင်းပဲမဟုတ်ဘဲနဲ့ကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့လည်းအရန်ကိုပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်မယ်သူနဲ့လက်တွဲသွားမယ်ဆိုရင်ပေါ့နော်အဲ့လိုမျိုးမြင်ရတယ်နောက်ဒီကိုယ့်ရဲ့ပူဇာရှင်ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူရဲ့ထူးခြားချက်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်ပြီးတော့ကြည့်ပေးပါမယ်ပထမဆုံး Two of Cups okay အဲ့တော့နှစ်ယောက်ကတွေ့တဲ့အချိန်မှာခံစားရမယ်ဆိုရင်လုံးဝအချင်းချင်းတန်လိုက်နဲ့အဲ့လိုညှို့ခံလိုက်ရတယ်လို့တစ်ချိန်တယောက်နဲ့တယောက်ဆွဲဆောင်ပြီးတော့အဲ့လိုမျိုး connect ဖြစ်သွားတယ်ဆိုတဲ့အားမျိုးပေါ့နော်အဲ့လိုမျိုးနှစ်ယောက်ကတယောက်နဲ့တယောက်ကကိုနှလုံးသားချင်းကတခုခုနီးစပ်နေတယ်လို့မျိုးစက်နွယ်မှုတခုကိုခံစားလိုက်ရတယ်လို့မျိုးဒါကငါရှာနေတဲ့သူပဲဒါငါစောင့်နေတဲ့သူပဲဆိုပြီးတော့ချက်ချင်းသိသွားတယ်အဲ့လိုလူမျိုးပေါ့နော်အဲ့လိုလူမျိုးဖြစ်လိမ့်မယ်တဲ့ပြီးတော့ဒီမှာပေါ့နော် swatch တွေအရာဆိုလို့ရှိရင်ကိုကလေစိတ်ဒဏ်ရာတွေနောက်ပြီးတော့နည်းနည်း overthink လုပ်အတွေးလွန်တတ်တယ်ညဘက်တွေမှာသိပြီးတော့အဲ့လိုမရတာမျိုးပေါ့နော်စိတ်တော့ကားတွေဒီနဲ့အတွေးတွေလွန်ပြီးတော့တော့ကားတွေနဲ့အဲ့လိုအခြေအနေတွေရှိနေတာမျိုးအဲ့လိုအခြေအနေမျိုးရှိနေရဆိုလို့ရှိရင်ねဒီခက်တွေကနေပြီးတော့ပြောချင်တာကကိုယ့်ရဲ့စိတ်တော့ကားတွေအိမ်ပြောတဲ့ညတွေကလည်းရက်တန့်ပြီးတော့ကိုယ့်အတွက်စိတ်အေးချမ်းမှုကိုရောက်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကလည်းအဲ့ဒီလူကကိုယ့်နာမှာရှိတဲ့အချိန်ကျရင်ကိုကလေဘယ်လိုပြောရမလဲစိတ်ချရဲဆိုရဲခံစားချက်ပူပန်စရာမလိုဘူးလုံးချုံနေဆိုရဲခံစားချက်ခံစားလိမ့်မယ်နောက်ပိုင်းစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုပြောရမလဲဆိုတော့ငြိမ်းချမ်းနေဆိုရဲခံစားချက်မျိုးအေးချမ်းနေလုံးချုံနေဆိုရဲနှွေးထွေးရဲဆိုရဲအဲ့လိုခံစားချက်မျိုးရလိမ့်မယ်သူကလေအရန်ကိုသူ့ရဲ့ဒီကိုယ့်ရဲ့ပူဇာရှင်ရဲ့ထူးခြားချက်ဆိုရင်သူကအဆွဲဆောင်မှုရှိရဲ့မျက်လုံးပေါ့နော်သူ့ရဲ့မျက်လုံးကတကယ်ဆွဲဆောင်မှုရှိရဲ့တဲ့နောက်ဆူရှာပြီးတော့အဲ့လိုမျက်လုံးကပြောမယ်ဆိုရင်ကြီးလိုက်တာနဲ့ယုံကြည်မှုရှိရဲ့ပေါ့နော်သူကသူအဲ့လိုယုံကြည်ချက်ရှိရဲ့အဲ့လိုအကြည့်မျိုးရှိရဲ့နောက်ပြီးတော့အသားရည်ကတော့နည်းနည်းညိုတဲ့ဘက်ကိုသွားပြီးတော့ညိုကြောပေါ့နော်ဒါမှမဟုတ်ရင်လည်းသူ့ရဲ့အသားရည်ကွာဘယ်လိုပြောရမလဲဆိုတော့ညိုတယ်ဆိုရင်မဲ့အဲ့လိုတောက်ပနေပြီးတော့အဲ့လိုကျန်းမာရေးကောင်းတဲ့အသားရည်မျိုးသိရမလားအဲ့လိုဆိုပြီးတော့ကြည်နေအဲ့လိုအသားရည်မျိုးဖြစ်လိမ့်မယ်ခန္ဓာကိုယ်တိဆောက်ပုံကလည်းဒါနည်းနည်းအရက်ကနည်းနည်းမြင့်ပြီးအရင်မမြင့်ဘူးဆိုရင်တော့သူ့ရဲ့ခန္ဓာကိုယ်ကနည်းနည်းထင်ရှားပေါ်လွင်နေပေါ့နော်ဒီကိုနေဟန်ထားကလည်းအဲ့လိုတကယ်ကိုအဆင်ပြေတဲ့တကယ်ယုံကြည်စရာကောင်းတဲ့အဲ့လိုပုံစံမျိုးတဲ့နောက်ပြီးတော့ तू ကဒီခရစ်စမတ်ရှိရကွာ तू ကလူတကာငေးရလောက်တဲ့ဆွဲဆောင်မှုရှိတယ်ဘယ်နေရာတော့နောက်ခရစ်စမတ်ရှိတယ်ကြည့်လိုက်တာနဲ့အဝတ်အစားနဲ့ပတ်သက်ရင်လည်း तू ကတသက်ရနဲ့ smart ချအဲ့လိုမျိုးဝတ်ဆင်တတ်တဲ့သူမျိုးဆိုပြီးတော့တွေ့ရတယ်အကျင့်စာရိတ္တပိုင်းဆိုရင်တော့ तू ကနည်းနည်းစိတ်အားထက်သန်တဲ့ဘက်ကိုပေါ့နော်စိတ်အားထက်သန်တဲ့တခုခုကိုလုပ်ပြီးဆိုရင်တက်ကြွရတယ်နောက်ပြီးတော့နည်းနည်းလေးဒီ mystery ဖြစ်လှုပ်ဝက်ဆန်းကျတဲ့ပုံစံမျိုးလေးတစ်ခါတလေတွေ့ရမယ်။နောက်အလုံးလုံးတဲ့အချိန်မှာဆိုရင် तू ကပြတ်သားတယ်။ခေါင်းဆောင်မှု leadership နဲ့ပတ်သက်ပြီးတော့တကယ်လုံးဆောင်ဒီခေါင်းဆောင်မှုအရေးချင်းရှိတဲ့သူမျိုးဆိုပြီးတော့တွေ့ရပါတယ်။အဲ့တော့ဒီနေ့ reading လေးကတော့ဒါကိုယ့်ရဲ့ကိုစီကိုရောက်လာမယ်ပူဇာရှင်ရဲ့အကြောင်းအသေးစိတ်ဒီ tarot reading လေးလုပ်ပြီးသွားပါတယ်ဒီနေ့ reading လေးကိုနေ့သက်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ပါမယ်အားလုံးကျေးဇူးတင်